မင်္ဂလာပါစတေလာဦးပါရှင်ဒီနေ့မှာတော့အမြဲစားနေကြကြကြော်လေးနဲ့မတူပဲထူးခြားတဲ့အင်ဒိုနီးရှားစတိုင်ကြကြော်လေးကိုသူ့ရဲ့ sauce ဖြစ်တဲ့ sambar sauce လေးနဲ့စတေလာလောက်စားဖြစ်လို့အားလုံးပဲလိုက်လို့စားလို့ရအောင်ဗီဒီယိုလေးကိုတင်ပေးလိုက်ပါတယ်သူ့ရဲ့ထူးခြားချက်ကပေါ့နော်ဒီကြက်သားကိုမှဟင်းခတ်အမွှေးကြိုင်နေနဲ့အရင်ဆုံးနူးနေအောင်ပြုတ်တာပေါ့နော်အဲ့ဒါပြီးမှကြော်တဲ့အခါကျတော့အသားလေးကိုအရသာတွေဝင်ပြီးတော့အပြင်ခွန်ကျွတ်ကျွတ်လေးနဲ့ပေါ့နော်အရန်ကိုစားကောင်းပါတယ်သူ့ရဲ့ original မှာကပေါ့နော်ဇပလင်းချက်သွန်ဖြူနီပြီးလို့ရှိရင်နန်းစီတွေရဲ့စားရဲ့နနွေးမှုကိုကျတော့အမောက်မသုံးဘဲနဲ့တို့ကအသုံးနေပေါ့နော်စတေလာကဒီနေ့ကခွဲပြီးတော့ကြိတ်မယ်ပေါ့နော်ကြိတ်ဆက်ပြက်နေလို့စတေလာအေးဖြော်တဲ့ဆက်နဲ့ကြိတ်တာဆိုတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီချက်သွန်ဖြူနေရဲ့ဆပ်ပလင်ရဲ့ဟိုကကြိတ်တယ်ဒီနန်းစီကိုကျတော့စားနဲ့ရောထောင်းလိုက်တယ်ပေါ့နော်ဆလင်းမုတ်ကကျတော့ပြီးတော့မှအိုးတဲ့ကိုထည့်ပြီးတော့စတေလာအားလုံးကိုတမအောင်နေပါမယ်စတေလာတို့နေတဲ့ခါမှာတေချာလေးလက်ကလေးနဲ့အသားလေးကိုစိတ်ဝင်သွားအောင်နေတယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ဒီလိုအတုံးအကြီးဆိုရင်မိုးနေပေါ့နော်ဒါပေမဲ့တို့မှာကျတော့အဲ့လိုအရေးခွန်အပြည့်လေးနဲ့မမောနာဘူးအဲ့လိုအရင်ပြုတ်လိုက်တဲ့အတွက်ကြောင့်မလို့အရသာတွေဝင်နေပေါ့စတေလာတော့ဓာတ်ရိုက်ကြော်မောနေလေဒီမှာတော့မမောမဲနဲ့ဟိုတေချာလေးနဲ့ပြီးလို့ရှိရင်ရေထည့်ပြီးတော့အနည်းဆုံးကတော့45မိနစ်လောက်ပြုတ်တင်ထားရမယ်ပေါ့နော်အဲ့ဒါမှသူ့ချက်သားလေးကိုအရသာဝင်မှာပါပြီးရင်တော့ကိုစိတ်ကြိုက်အကြော်မှုတ်ပေါ့နော် ready made အကြော်မှုတ်သုံးလေးရတယ်စတေလာကတော့စတေလာမှာရှိတဲ့အမုတ်တွေကိုဆက်ပြီးတော့အကြော်မှုတ်လုပ်လိုက်တယ်ပေါ့နော်ချက်သားကအတုံးကြီးတော့ချက်ညီအောင်ပေါ့နော်လှန်ပြီးတော့ဒီချက်ချာလေးတော့ပြုတ်ပြီးဖို့လိုပါတယ်ပြီးရင်တော့သူ့ရဲ့ဒီပြုတ်ရည်ကိုနည်းနည်းလေးခန်းအောင်လုပ်ပြီးလို့ရှိရင်စတေလာတော့ခုနကအကြော်မှုတ်တွေကိုလောင်းထည့်လိုက်ပါမယ်လောင်းထည့်ပြီးတော့ဖြည်းဖြည်းချင်းနဲ့သွားမယ်ပေါ့နော်အဲ့ဒီသူ့အရသာတွေနဲ့ပဲဒီချက်ပြုတ်ရည်နဲ့ပြန်နေတဲ့အတွက်ကြောင့်မလို့အဲ့ဒီအကြော်ရည်မှာလည်းသူကအရသာဝင်သွားတယ်ပေါ့နော်အကြော်မှုတ်ကိုပုံမှန်စတေလာတို့နေတယ်လို့ပေါ့နော်အပြစ်အကျဲကိုပါကိုစိတ်ကြိုက်လေးလုပ်ပါစတေလာနည်းနည်းလေးတော့ပြစ်သွားတယ်ဆိုပေမဲ့အမုတ်ကကျတော့နည်းနည်းပဲချက်သားမှကတ်အောင်လုပ်လိုက်တယ်ပေါ့နော်သူကကျတော့အဲ့ဒီအပြင်က crispy ဖြစ်နေတဲ့ဥစ္စာလေးကပပကလေးနဲ့အဲ့လိုကျွတ်ကျွတ်ကလေးပေါ့အဲ့ဒါကြောင့်ပါဟိုလိုမျိုးKFC ကြက်ကြော်လိုမျိုးမှုတာထူယူမှုတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးပဲယူလိုက်ပါတယ်ပြီးရင်တော့တေးသေးချာချာလေးမီအေးအေးလေးနဲ့ပေါ့နော်ဟိုဘက်ဒီဘက်လှမ်းပြီးတော့ကြော်ပြရပါမယ်မီကလေအနေအများကိုစိတ်ကြိုက်ပေါ့နော်စတေလာကချက်ဒီအရေးခွန်းလေးပါတဲ့အတွက်ကြောင့်မလို့ပေါ့နော်စီပေါက်မှာဆိုတဲ့အတွက်မီအေးအေးလေးနဲ့ပဲဖြည်းဖြည်းလေးပဲကြော်လိုက်ပါတယ်ချက်ကလည်းအထက်မှာချက်ထားပြီးသားဆိုတော့လေအပြင်ခွန်လေးတွေ crispy ဖြစ်သွားပြီဆိုလို့ရှိရင်တော့ရပါပြီပြီးရင်တော့သူနဲ့တွဲစားဖို့အတွက် sambar sauce လေးကိုလုပ်ပါမယ်ပုံမှန်ဆိုလို့ရှိရင်တော့ဒီချက်ကြော်ဆိုလို့ရှိရင်သူကငရုတ်တီအစိမ်းကိုပဲကြော်ထားတာရဲ့အဲ့ဒီကြော်ထားတဲ့ငရုတ်တီအစိမ်းကိုမှစားနေပေါ့နော်အဲ့ပြန်ကြိတ်ပြီးတော့မှအဲ့ sauce နဲ့တွဲစားဒါပေမဲ့စတေလာကဟိုစင်ကာပူမှာစားဘူးတဲ့ဟာကဒီလိုမျိုးဆော့နေပေါ့နော်သူတို့ထမင်းဆိုင်ကဆော့နှစ်မျိုးပြီးတာဒီဆော့ကိုကတော်တော်လေးကြိုက်လို့ဒီဆော့လေးနဲ့ကိုလှုပ်စားဖြစ်တာဖြစ်ပါတယ်အရန်ကောင်းပါတယ်သူဆော့ပုံစံကလည်းခင်းချင်တွေကကိုကြိုက်တယ်လို့ပေါ့နော်အသေးကြီးရတယ်စတေလာကသေးနေတဲ့အတွက်ကြောင့်မလို့အလုံးလိုက်ပဲထည့်ပြီးတော့ကြော်တယ်ပေါ့နော်အဲ့ဒါရဲ့ငရုတ်ဒီအစိမ်းအမှဲ့ရောထားတဲ့ဟာရဲ့ချက်သွန်ဖြူနေရဲ့ဟိုမှာစတေလာတို့စီလေးနဲ့ကြော်ပြီးတော့မှပြန်ထောင်းမယ်ဒါမှမဟုတ်လို့ရှိရင်ကြိတ်မယ်ပေါ့နော်ဘာလို့စီနဲ့ကြော်လဲဆိုတော့စီနဲ့ကြော်လိုက်တဲ့ခါမှာသူ့ရဲ့အင်ရုပ်ဒီအနံ့နေရဲ့ချက်သွန်ဖြူနဲ့အနံ့နေကမှုေးတယ်ပေါ့နော်ကြိတ်ပြီးတော့မှစတေလာတို့ကသူ့ရဲ့စီပေါ်မှာပဲပြန်ချက်တယ်ပေါ့နော်ဒီလိုမျိုးအရေးလေးခန်းသွားလို့အရေးလေးခန်းသွားတဲ့အထိကိုပြန်ချက်လိုက်ပါတယ်သူ့အယောင်ကြီးပဲဟိုမှာအယောင်ကတော်တော်လေးလှတယ်ပေါ့နော်မတိလို့ရှိရင်စတေလာတို့ပုံမှာအစိမ့်မှုတ်တွေပါရင်နဲ့ကြော်ထားသလိုမျိုးလေးအယောင်ကရေရေလေးနဲ့အရန်လေးစားလို့ကောင်းတယ်အရသာကစားရဲ့ချက်တာမှုတွေပဲထည့်ထားတယ်ပေါ့နော်တော်တော်လေးစားကောင်းပါတယ်ဒီဆော့ကိုတသက်လို့သမားတွေဆိုလို့ရှိရင်လည်းငပိစားတော့ကိုယ်မှာအများတန်းလုပ်စားလို့ရတယ်ပေါ့နော်အရန်ကောင်းပါတယ်အခုတလော social media တွေမှာဒီချက်ကြော်တွေပဲတွေ့နေလို့ပေါ့နော်တော်တော်လေးစားချင်နေတာပုံမှန်ဆိုရင်တော့စတေလာကချက်ကြော်ကိုတိတ်မစားဘူးပေါ့နော်ဒါပေမဲ့ဒီနေ့ကြော်စားအရန်ကြိုက်တယ်ချက်ကြော်ထက်ကိုမှသူ့ရဲ့ဆော့ကိုပိုကြိုက်တယ်ပေါ့နော်အမင်းအဖြူပေါ့နော်ထမင်းအဖြူကိုမှပူပူလေးနဲ့ဒီလိုမျိုးတွဲစားရင်အရန်ကောင်းတယ်စတေလာကစားတာလည်းညနေပိုင်းလေးဖြစ်တယ်ပုံမှန်ငါထမင်းကိုကကြတော့ berry rice အညိုတွေပဲစားနေတော့လေထမင်းဖြူကလည်းမရှိတော့ဒီတိုင်းပဲချက်ကြော်နဲ့ဆော့နဲ့ကိုပဲစားလိုက်ပါတယ်အရန်စားကောင်းပါတယ်အရသာကလည်းလေးလေးပပင်မဖြစ်ဘူးပေါ့နော်စလင်းမုံနဲ့လေးရဲ့ဆပလင်နဲ့လေးရဲ့သူကမှုန့်မွှေးလေးနဲ့လေးချက်သားရဲ့အချိုလေးနဲ့အရန်စားကောင်းပါတယ်တစ်ခါလောက်ထူးထူးဆန်းဆန်းလေးဖြစ်အောင်ရိုးရိုးချက်ကြော်တွေပဲမကြော်ပဲနဲ့အင်ဒိုနီးရှားစတိုင်အရန်ပန်ရလားသူတို့ခေါ်တာအဲ့ဒီချက်ကြော်လေးကိုကြော်စားကြည့်ကြပါအရန်စားကောင်းပါတယ်သူ့ရဲ့ဆော့လေးနဲ့ပေါ့နော်တွဲစားလို့ရှိရင်ပြင်းပြင်းကြီးမဖြစ်နေတော့ဘူးပေါ့နော်ဆိုတော့လိုက်ချက်ချကြည့်ကြပါအောင်ရှင်စတလိုက်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လေးလုပ်ပြီးတော့အားပေးသွားပါအောင်နောက်ဗီဒီယိုလေးတွေမှာပြန်ဆုံပါမယ်အားလုံးပဲတတားပါ